ကျွန်တော်ရီစားကအရန်ကိုပူလောင်လုံးတယ်ဒါကြောင့်နေတိုင်းအေးရေးပြက်ပြီးအရန်ပင်ပန်းခဲ့ရတယ်အသက်ဘေးလွတ်ဖို့အတွက်သူ့ကိုလမ်းခွဲလိုက်ရတယ်အိမ်ပြန်လမ်းမှာအဖြူရောင် Land Rover တစ်စီးကကျွန်တော်ကိုတိုက်မိပြီးလွတ်ထွက်သွားတယ်နောက်တစ်စက္ကန့်မှာတော့အနီရောင်ကောင်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကားပေါ်ကနေအမြန်ဆင်းလာပြီးကျွန်တော်စီတန်းတန်းမတ်လာခဲ့တယ်အဆင်ပြေရဲ့လားကျမတမင်တိုက်မိတာမဟုတ်ရပါဘူးသူမကထိုင်ချလိုက်ပြီးသူ့အိတ်ထဲကနေရွမ်း2000ထုတ်ပေးတယ်အနီးနားကဆေးရုံမှာသွားစစ်ဆေးလိုက်ပါဦးထိခိုက်မှုမရှိအောင်ဂရုစိုက်ပါကျမမှာအရေးကြီးတဲ့ကိစ္စတစ်ခုရှိနေလို့ပါဘာပဲဖြစ်ဖြစ်ချက်ချင်းဖုန်းဆက်လိုက်ပါဘာအကြောင်းရှိချက်ချင်းဖုန်းဆက်ဖို့မမေ့နဲ့နော်ပြီးတော့သူမကနောက်ပြန်မလဲကြည့်ပဲထွက်ခွာသွားတယ်သူမပျောက်ကွယ်သွားတာကိုကြည့်ရင်လက်ထဲမှာကြံခဲ့တဲ့ငွေစက္ကူတွေနဲ့သူမရဲ့ ID ကတ်ကိုငုံကြည့်လိုက်တယ်ကျွန်တော်အရန်တွေဝေသွားတယ်ဒီမိမကဘာတူလဲသူမကရွမ်း2000ကိုပေါ့တန်ပေးသွားပြီးသူ့ ID ကိုတောင်ကျွန်တော်ကိုယုံကြည်ပြီးပေးထားခဲ့တယ်သူ့ကိုလိမ်ညာမှာမကြောက်ဘူးလားအကြာကြီးစဉ်းစားပြီးဘာမှလည်းထူးမလာတဲ့အတွက်ကျွန်တော်နိုင်ထရက်ပြီးစကူတာကိုတွန်းရင်းအိမ်ပြန်လာခဲ့တယ်ညရောက်တော့တကူလုံးနာကျင်နေတဲ့အတွက်အိပ်ရာထဲမှာလဲလျောင်းနေတယ်နည်းနည်းတွေ့ဝေပြီးတဲ့နောက်ဆုံးတော့ချင်းလန်းကိုဖုန်းဆက်လိုက်တယ်ပထမနှစ်ခါဖုန်းမကင်ဘူးတတိယနဲ့စတုထအချိန်မြောက်ခေါ်မှပဲအတန်တကူကစိတ်မရှိတဲ့ပုံစံနဲ့ထွက်လာတယ်ဘာတူလဲဘာကိစ္စရှိလို့လဲနောက်ဆက်ပြီးလို့တောင်းပန်ပါတယ်ကျွန်တော်ကဒီညခမတိုက်မိတဲ့သူပါသူမဘာတူလဲဆိုတာတိလိုက်တဲ့တခဏချင်းမှာပဲချင်းလန်းရဲ့သဘောထားကလုံးဝပြောင်းလဲသွားတယ်ကျမအရန်တောင်းပန်ပါတယ်မဟုတ်ဘူးကျမကပဲတောင်းပန်ရမှာပါအခုဘလို့နေသေးလဲဘယ်ဆေးရုံမှာရှိနေတာလဲဆရာဝန်ကဘာပြောလဲသူမရဲ့ဂရုစိုက်မှုကိုကြားရတော့ကျွန်တော်နည်းနည်းပိုးသက်တာလားတလို့ခံစားရပြီးပြောလိုက်ရင်ကျွန်တော်အဆင်ပြေကြောင်းပြောလိုက်တယ်စကူတာရဲ့အပြင်ခွန်လောက်ပဲကွဲသွားတာပါရှင်အဆင်ပြေရင်ပြီးရောစကူတာကဘယ်လောက်တန်လဲကျမလျှော်ပေးမယ်ပေးထားတဲ့ပတ်စံကပြင်ဖို့လုံလောက်ပါတယ်ဒါပေမဲ့ရှင် ID ကတ်ကကျွန်တော်စီကျန်နေခဲ့တယ်ဘယ်တော့လာယူမလဲကျမအခုအလုပ်ရှုပ်နေတယ်တခြားသူတယောက်ကိုလွတ်ပြီးလာယူခိုင်းလို့ရမလားကျွန်တော်လည်းသဘောတူပြီးအိမ်လိပ်စာပို့ပေးလိုက်တယ်ဖုန်းချပြီးတဲ့နောက်ခုံတန်းလေးပေါ်မှာထိုင်ပြီးဒဏ်ရာတွေကိုဆေးလိမ့်နေတယ်ပုံပက်ထားတဲ့နေရာတွေကမီးလောင်တယ်လို့ပူဆက်ပူလောင်ဖြစ်နေတယ်နာယူဝက်လောက်ကြာတော့တကားလာခောက်တယ်ကျွန်တော်ထွက်ပြီးတကားဖွင့်လိုက်တယ်အပြင်မှာလူငယ်ယောက်ျားလေးနဲ့မိန်းကလေးတစ်ယောက်ပြီးတော့သူတို့နောက်မှာဝတ်စုံပြေးဝတ်ထားတဲ့လူကြီးလေးယောက်ရက်နေတယ်ဘာမှမသိပဲကြောင်တောင်ကြည့်နေမိတော့စကားတောင်မပြောရသေးခင်မှာပဲပုံစံပြက်နေတဲ့လူငယ်လေးကကျွန်တော်ကော်လာကိုရုတ်တရက်ဆွဲကင်လိုက်တယ်သမရချန် President Chan ရဲ့ ID ကတ်ကိုနင်တို့စီမှာရှိတယ်မလားရွှေ2000ပေးမဲ့ ID ကတ်ကိုထုတ်ပေးလိုက်စမ်းကော်လာကိုအစွဲခံထားရလို့အသက်တောင်မနှဲရှူနေရတယ်ကျွန်တော်သွားတွေကိုကြိတ်ပြီးမေးလိုက်တယ်ခင်ဗျားတို့ကဘသူတွေလဲဘာလို့ချင်တာလဲကျွန်တော်စကားမပြောတာကိုမြင်တော့ဒီလူငယ်လေးစိတ်တူသွားတယ်သူ့နောက်ကလူမိုက်လေးယောက်ကိုလှည့်ကြည့်ပြီးသူ့ကိုရိုက်ကြဆန်းလို့ပြောတယ်ပြီးတော့သူ့ဘေးကအမျိုးသမီးကလက်ဝဲရမ်းပြတယ်ဒုတိယသမရရှင်ဒီနေရာကချင်းချင်းလေးပါသူတို့ကိုဝင်ရှာခိုင်းလိုက်ပါဒီလိုအမှန်မျိုးနဲ့စကားအများကြီးပြောနေစရာမလိုပါဘူးလက်ထောက်လင်း assistant ဝင်ပြောတာမှန်တယ်ကျွန်တော်မသွားတယ်ပြီးတော့သူကျွန်တော်ကိုရက်ဆက်တဲ့အကြည့်နဲ့ကြည့်တယ်အရှုံးသမားနေကသမရချန်ကိုဘလို့လိန်ညာဖို့စူးစမ်းနေတာလဲဆိုတာကိုမြေကြီးပေါ်မှာကိုမျက်နှာကိုပြန်ကြည့်လိုက်စမ်းနေသေးချင်နေတာပဲသူစကားပြောပြီးတာနဲ့ကျွန်တော်ကိုထိုးလိုက်လို့မြေကြီးပေါ်ပြုတ်ကျပြီးပါစက်ထဲမှာတွေးရတာကိုခံစားလိုက်ရတယ်ကျွန်တော်ပြန်ထားဖို့စူးစမ်းပေမဲ့ဒီလူမိုက်လေးယောက်ကကျွန်တော်ကိုတယောက်ပြီးတယောက်နင်းထားကြတယ်ကျွန်တော်လှုပ်လို့မရအောင်အဖိခံထားရတယ်ကျွန်တော်လှုပ်နိုင်တာကသူတို့အိတ်ခမ်းထဲကိုဝင်ဝင်နေတာကိုကြည့်နေဖို့ပဲရှိတယ်နေရာတွေကိုအကုန်ဝင်နောက်ပြီးတဲ့နောက်ချင်းလန်ရဲ့အိုင်ဒီကတ်ကိုယူပြီးအမြန်ထွက်လာကြတယ်ဒီလူငယ်က ID ကတ်ကိုကြည့်ပြီးကျင်းနဲ့စွာကောင်းနေလိုက်တယ်ပြီးတော့သူကကျွန်တော်မျက်နှာကိုခြေထောက်နဲ့နင်းပြီးဒဏ်ရာပေါ်ကိုဖိချလိုက်တယ်ကျွန်တော်ဖုန်းကိုလူယူပြီးကျွန်တော်ရှိမှပဲရိုက်ခွဲလိုက်တယ်လုံးဝပျက်စီးသွားပြီဆိုတာတေချာစီပြီးတဲ့နောက်ရွမ်900ပြစ်ချပေးပြီးတခြားလူတွေနဲ့အတူထွက်သွားတယ်အခန်းထဲမှာငြိမ်သက်သွားပြန်တယ်ကျွန်တော်နာကျင်မှုတွေကိုအန်တူရင်အိယာစီကိုဖြည်းဖြည်းချင်းရွှေ့ပြီးထိုင်နေလိုက်တဲ့စိတ်ထဲမှာဒေါသတွေမေးခွန်းတွေနဲ့ပြည့်နေနေတဲ့ချင်းလန်ကသူ့ ID ကိုတမင်တက်ထားခဲ့ပြီးမှသူ့လူတွေကိုပြန်ယူခိုင်းတာဘာသဘောလဲဆိုတာကျွန်တော်နားမလည်နိုင်ဘူးသူမကိုရှာတွေ့အောင်ရှာပြီးအပြေရှာမယ်လို့ကိုဂရီပေးလိုက်တဲ့အပြင်မှာတော့မိုးတွေကပိုသေးလာတယ်ကျွန်တော်စိတ်အခြေအနေလိုပဲအရာအလုံးကဝေဝါးနေတယ်ဒုက္ခရောက်ရင်အဆက်မပြတ်ရောက်တတ်တာပဲနောက်တနေ့မနက်မှာစကူတာကိုပြင်ဖို့လုပ်နေတော့အိမ်ရှင်ရောက်လာတယ်ပြီးခဲ့တဲ့ညကဖြစ်ပြအခက်အခဲတွေကိုကြားပြီးတော့ကျွန်တော်လူဆိုးလူမိုက်တွေနဲ့ပတ်သက်နေတယ်လို့ထင်သွားတယ်သူတို့ကအိမ်ငါးခွင့်မပေးတော့ဘူးအဲ့ဒါကြောင့်ပြောင်းရွှေ့ဖို့ပဲရှိတော့တယ်ပစ္စည်းတွေတင်ပြီးတဲ့နောက်စကူတာဟောင်းပေါ်မှာခီးဆောင်အိတ်ကိုချီလိုက်တယ်ကျွန်တော်စီမှာကျန်တာကချင်းလန်ပေးတဲ့ရွမ်2000နဲ့သူတို့ပြစ်ချသွားတဲ့ရွမ်900ပဲရှိတယ်ဂုံတိတ်ခါရအဲ့ဒီ900ကိုမသုံးချင်ခဲ့ဘူးဒါပေမဲ့လက်တွေ့ဘဝကခက်ခဲလွန်းတော့အဲ့ဒါကိုပဲသုံးလိုက်ရတယ်ကျွန်တော်ရွမ်800ထုတ်ပြီးအစားတောက်ဖို့တဲ့အလုပ်ဆက်လုပ်နိုင်ဖို့စမတ်ဖုန်းတစ်လုံးဝယ်ဖို့စီစဉ်လိုက်တယ်ကျန်တဲ့ငွေတွေကိုအိမ်ငါးခါထဲထည့်ထားမယ်ဖုန်းအစ်စ်ထဲကို SIN ကတ်ထည့်လိုက်တာနဲ့ချင်းလန်စီကဖုန်းဝင်လာတယ်ဘာလို့ငါအချက်လက်တွေကိုတခြားသူစီရောင်းစားရတာလဲနင်ကဒီလိုလူမျိုးလို့တကယ်မထင်ခဲ့ဘူးသူမရဲ့ဆွဆွဲချက်ကိုကြားတော့ကျွန်တော်ကြောင်သွားပြီးရှင်းပြဖို့လုပ်နေတော့သူမဖုန်းချသွားတယ်ပြန်ခေါ်ကြည့်တော့သူမကျွန်တော်ကိုဘဝလှုပ်ထားပြီးဆိုတာသိလိုက်ရတယ်ဒေါသကြောင့်နှုတ်ခမ်းတွေတုံရီနေပြီးနားကတစ်ပင်ကိုလက်သီးနဲ့ထိုးလိုက်တယ်သူမကိုယ်တိုင်ကလူလွတ်ပြီးရိုက်ခိုင်းထားတာကိုအခုတော့သူမကပဲကျွန်တော်ကိုပြန်ဆွဆွဲနေတာလားအဲ့ဒီချိန်မှာပဲကျွန်တော်ဒုတိယဦးလေးစီကဖုန်းဝင်လာတယ်တူလေးရေငါကူုံခုံမိရထားပူတာကိုရောက်ပြီးလာချိုဆန်းဟာဦးလေးဒီမှာဘာလာလုပ်တာလဲငါမင်းအဖေအတွက်ဆေးလာဝယ်တာပြီးတော့မင်းကိုလည်းလာကြည့်တာလေကျွန်တော်ဒုတိယဦးလေးကိုအဖိုးကမွေးစားထားတာဖြစ်ပြီးသူကခိုးမှုနဲ့နာမည်ပြက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မိသားစုနဲ့ပတ်သက်လာရင်တော့သူကအရာအလုံးကိုပေးဆက်တယ်အဖိုးဆုံးသွားတော့ကငွေတောင်းကနက်လောက်ကြံခဲ့တယ်နီးရဆိုရင်အဖေနဲ့ဦးလေးကခွဲယူရမှာဒါပေမဲ့သူတပြားမှမယူဘူးအကုန်လုံးကိုအဖေစိတ်ကူးဖို့ပဲတုံးလိုက်တယ်သူကလူကောင်းတယောက်မဟုတ်ရင်တော့ကျွန်တော်ကိုတော့အရန်ကောင်းပါတယ်ကျွန်တော်မျက်နှာမှာဒဏ်ရာတွေနဲ့ဆိုတာကိုသူတာမြင်သွားရင်သူလုံးဝခွင့်လို့မှာမဟုတ်ဘူးဒါကိုစဉ်းစားပြီးကျွန်တော်တွေဝေသွားတယ်ဦးလေးကျွန်တော်မှအခုလုပ်เสียကိစ္စရှိနေတယ်ကျွန်တော်မသွားနိုင်ဘူးထင်တယ်စကားမရှိနဲ့မင်းတော်တော်တက်နေပြီပေါ့ဘာလဲမင်းရဲ့ကိုပိုင်ဦးလေးကိုတော့မမှတ်မိတော့ဘူးလားအဲ့ဒါကိုကြားတော့တပြင်းချရင်မိရထားဘူးတာစီစကူတာမောင်းသွားလိုက်တယ်အဲ့ဒီရောက်တော့ဦးလေးကိုချက်ချင်းတွေ့လိုက်တယ်သူကလူမိုက်တယောက်လိုပုံစံနဲ့လူအုပ်ထဲမှာထူးခြားနေတယ်ကျွန်တော်လက်ဝဲရမ်းပြလိုက်တယ်ဦးလေးသူကပြုံးနေပေမဲ့ကျွန်တော်ရဲ့ဒဏ်ရာတွေကိုမြင်လိုက်တာနဲ့သူ့မျက်နှာချက်ချင်းပြောင်းလဲသွားတယ်သူပြေးလာပြီးကျွန်တော်ပခုံးကိုဆွဲကင်ကသူ့ကိုစိုက်ကြည့်ဖို့အတင်းပြောတယ်ပြောစမ်းဘသူလောက်တာလဲ
ဦးလေးကျွန်တော်ပြုတ်ကြတာပါမယုံဘူးဘယ်သူမှပြုတ်ကြယုံနဲ့ဒီလောက်ထိဖြစ်မလာဘူးသူ့လိုလူလေကြတဲ့သူကိုလှည့်စားလို့မရဘူးဆိုတာကျွန်တော်သိတယ်ဒါကြောင့်ညကဖြစ်ခဲ့တာအကုန်လုံးကိုပြောပြလိုက်တယ်ပြီးတော့ဒီကိစ္စတွေကိုကျွန်တော်မိဘတွေကိုမပြောဖို့တောင်းပန်လိုက်တယ်သူကစကူတာဘောကခီးဆောင်အိတ်ကိုတစ်ချက်ကြည့်ပြီးရွှန်း3000ထုတ်ပြီးကျွန်တော်လက်ထဲထည့်ပေးတယ်ဒီမှာယူလိုက်ကိုကောင်းတဲ့နေရာပြောင်းကားပါဒီနေ့နေ့လေကြရင်အိမ်ခန်းလိုက်ရှာငါမင်းဖေအတွက်စေးသွားယူလိုက်အောင်မယ်ညကြရင်အတူတူညစာစားကြမယ်ကျွန်တော်ငင်းချင်ပေမဲ့သူကနားမထောင်ဘူးဒါကြောင့်လက်ခံရုံကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ဘူးသူကကျွန်တော်ပခုံးကိုပုတ်ပြီးလှည့်ထွက်သွားတယ်သူထွက်သွားတာကိုကြည့်ရင်ကျွန်တော်စိတ်ထဲမှာခံစားချက်ပေါင်းစုံဖြစ်ပေါ်နေတယ်